ဒီဗီဒီယိုထဲမှာငလျင်ပြန်အားလိုက်အနေနဲ့ဆင်းတဲ့သတိပြုရမယ့်ချက်များကျဉ်းကျုံပြီးတော့စွန့်ရင်မှုစစ်များကိုအောက်ပါတိုင်းလွှင့်ထူရှင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 micro earthquake လို့ခေါ်တဲ့ magnitude level 1ကနေပြီးတော့ 2.9 ပြန်အားရှိပါတယ်။လူတွေမသိနိုင်တဲ့ပြန်အားဖြစ်ပြီးတော့မြေငလျင်တိုင်းတွေ့ရတဲ့ဒါသိနိုင်တဲ့ပြန်အားပဲဖြစ်ပါတယ်။နံပါတ်2 minor earthquake magnitude level 3ကနေပြီးတော့ 3.9 ပြန်အားရှိပြီးတော့အဆောက်အဦတွင်းမှာရှိတဲ့လူချို့တာတတိပြုနိုင်တဲ့ပြန်အားဖြစ်ပါတယ်။ရာဟုရှုပစ္စည်းတွေပျက်စီးဆုံးရှုံးမှုဖြစ်နိုင်မှာ။စွန့်စရာမရှိနိုင်တဲ့ပြန်အားဖြစ်ပါတယ်။လမ်းလျှောက်ပြင်မောင်းနေတဲ့သူရောဒီပြန်အားကိုသိနိုင်မှာခံစားနိုင်မှာမဟုတ်ပါဘူး။နံပါတ်3ကတော့ light earthquake လို့ခေါ်တဲ့ magnitude level 4ကနေပြီးတော့ 4.9 ပြန်အားရှိတဲ့ငလျင်ပဲဖြစ်ပါတယ်။လူများငလျင်ကိုသိတာမျိုးသိနိုင်ပါတယ်။တုံခါများကြားနိုင်တယ်။တင်းနေပြီးတော့ပေါ့ပါတဲ့ပစ္စည်းရွေ့သွားနိုင်တယ်ပေါ့နော်။ဒါပေမဲ့ပျက်စီးဆုံးရှုံးမှုတော့မဖြစ်နိုင်ဘူး။မပြိုလူနီးပါးဆောင်းနားမှာတော့မနေသင့်ဘူးပေါ့နော်။နံပါတ်4ကတော့ moderate earthquake လို့ခေါ်တဲ့ magnitude level 5ကနေပြီးတော့ 5.9 ရှိတဲ့ပြင်းအားပဲဖြစ်ပါတယ်။ဒီထိခိုက်ပျက်စီးမှုစတင်ကြုံရတဲ့ပြင်းအားမျိုးဖြစ်ပါတယ်။ဟိုဟောင်းတဲ့နေရာဒါမှမဟုတ်ပြိုလူနီးပါးဆောက်တွေမှာထိခိုက်ပျက်စီးနိုင်တဲ့ကြောင့်ဒီနားမှာနေဖို့လိုအပ်ပါတယ်။နောက်5ကတော့ strong earthquake လို့ခေါ်တဲ့ magnitude level 6ကနေပြီးတော့ 6.9 ပြင်းအားရှိတဲ့ငလျင်ပဲဖြစ်ပါတယ်။ဒီအဆောက်အဦဟောင်းမှာအဆောက်အဦဟောင်းတွေထိခိုက်ပျက်စီးနိုင်တဲ့ပြင်းအားဖြစ်ပြီးတော့ဒီလူနေထူထပ်တဲ့နေရာမှာဆိုရင်ပိုပြီးတော့ထိခိုက်နိုင်ခြေပိုတော့များပါတယ်။နံပါတ်6ကတော့ major earthquake ခေါ်တဲ့ဒီ magnitude ပြင်းအားခွန်ကနေပြီးတော့9.9 ပြင်းအားရှိတဲ့ငလျင်ပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်ခံစားခဲ့ရတဲ့ဒီငလျင်မျိုးစားပါတော့ major earthquake ထဲမှာအမျိုးအစားမှာပါတယ်ပေါ့နော်ဒီအထက်မြတ်အဆောက်အဦတွေပြိုကျနိုင်တယ်အဆောက်အဦဟောင်းတွေပြိုကျပျက်စီးနိုင်တယ်ပြင်ထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်တယ်မြေပြိုခြင်းတွေလမ်းပျက်စီးခြင်းတွေဖြစ်ပေါ်လာနိုင်တယ်နော်ဒီနောက်ဆက်တွဲကတော့ဆူနာမီဖြစ်ပေါ်နိုင်ခြင်းတင်ရှိတယ် after shock လို့ခေါ်တဲ့နောက်ဆက်တွဲငလျင်တွေများလည်းဆက်တိုက်ဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်နံပါတ်9ခေါ်တဲ့ magnitude level 8ကနေပြီးတော့ထက်တော့ဒီအလွန်ပြင်းထန်တဲ့ငလျင်ပြင်းအားရှိတဲ့ငလျင်ပဲဖြစ်ပါတယ်အလွန်ပြင်းထန်တဲ့ပြိုကျပျက်စီးမှုတွေအလွန်မြင့်မားတယ်ဒီနောက်ဆက်တွဲငလျင်လို့ခေါ်တဲ့ဒီ after shock တွေအများကြီးဖြစ်ပေါ်လာနိုင်တယ်နောက်တော့ tsunami line တွေလည်းဖြစ်နိုင်ချေပိုတော့များတယ်ပေါ့ကျွန်တော်ပြောထားတဲ့အထက်မှာဆိုရင်ဒီmagnitude level 5ကနေပြီးတော့ 6.9 အထိရှိတဲ့ငလျင်ကတော့စိုးရင်ဇရာအတင်းရှိပြီးတော့အလားအန်ဒီအများကြီးမဖြစ်နိုင်တဲ့ပြင်းအားတွေပဲဖြစ်ပါတော့ဒါပေမဲ့ magnitude level ခွန်ကနေပြီးတော့အထက်ဆိုရင်တော့ဒီစိုးရင်ဇရာပိုများနိုင်တဲ့အခြေအနေတော့ကြီးမားတဲ့ငလျင်တွေပဲဖြစ်တယ်ပေါ့နော်ဒီ after shock လို့ခေါ်တဲ့နောက်ဆက်တွဲငလျင်တွေလက်ဆက်တိုက်ဖြစ်ပေါ်လာနိုင်တဲ့ငလျင်မျိုးစားဖြစ်တဲ့ဒီပြိုကျပျက်စီးတာတွေအများကြီးဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ဒီအဆောက်အဦနားမှာမနေတဲ့ဘူးပေါ့နော်ဆိုတော့ပြန်ကြည့်မယ်ဆိုရင်ဒီငလျင်တွေကဒီဖြစ်ပေါ်လာမယ့်အခြေပေါ့နော်ဖြစ်မဲ့အချိန်ကိုကျွန်တော်ကြိုတင်ပြီးတော့ခံမှန်းလို့မရနိုင်ဘူးနော်မြေကြီးထဲမှာရှိတဲ့အတွက်ကြောင့်မို့ဆိုတော့ဒီ online ဘောက post တွေပေါ့နော်ဒီငလျင်ဖြစ်တော့မယ်ဆိုတဲ့ဥစ္စာလေးဒီဟာတွေနားမလျောင်ဘဲနဲ့ပေါ့နော်အရင်ဆိုးရင်မှုတွေမရှိဘဲနဲ့ကျွန်တော်ဒီဒါမှကျွန်တော်တို့ပြင်ဆင်ရရှိတာတော့ကြိုတင်ပြီးတော့ပြင်ဆင်ဖို့တော့လိုတာပေါ့နော်ဆိုတော့ဒီငလျင်အနေကြုံလာတဲ့အခါဘယ်လိုမျိုးဆောင်ရည်ဒီကြိုတင်လေ့လာပြီးတော့ကျွန်တော်နုံနုံကြာတတိဝရိယရှိနေဖို့အတွက်ကျွန်တော်ဒီဗီဒီယိုကနေပြီးတော့တိုက်တွန်းခေါ်ပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်